သူတို့ကလည်းပူလိုက်တယ်ကွာဟာဘိုးကြီးဘာလို့လဲဒီစံကြရမယ်ဒီနေ့ငါတို့ဘယ်လိုခဲကြအဲ့တော့ရွာမှာပဲမန်းနဲ့ထိုးမယ်ကွာညမမလဲဘူးလားမလဲတော့ဘူးလေဘာလို့ပါလဲမန်းနဲ့ထိုးမယ်ရွာလည်းမှာပဲမန်းနဲ့ထိုးကဲမှာဟုတ်တယ်လေအော်မန်းနဲ့သွားထိုးကြမှာကွာရွာမန်းနဲ့ရွာမန်းနဲ့ပဲကဲမယ်ကွာအေးကဲမယ်ဟေးဘောလုံးတော့တင်းတို့ရဲ့တာတကူလျှောက်လာပြီလေရွာလေမလာကြဟဲ့မန်းနဲ့ထိုးဆိုဟဲ့တော်တယ်လေးပဲရှင်ပဲလေကြည်စမ်းမလေးအုံးလေးတွေဒေါ်လာစင်ကြဟဲ့ချစ်သူခင်အားပဲမတော်ဝင်းဝင်းပန်းစေခြင်းလုံးလုံးခုထားပေါ်လေအမြဲလာပြူစင်ပွေအချူငဲ့ရီဘသူမှမဥခင်လေကိုပဲဥအောင်ရှင်လေးလောင်းမရစေအထုံးနေအတူလေးလို့ချတိုင်းလာနေပေါ်လေတော်လူပြော်လေးတွေတော်လူပြော်လေးတွေမြမဆန်ရီချီလို့နေကြပြဆန်နေပေါ်ပြုံးတွေနေကူတာတဲ့ချက်မှာရှိန်သမားလေးတွေရှိန်သမားလေးတွေတင်းချန်တိုးလေးနဲ့အတူကပါစို့လေအချိုးကြအချက်တယ်မလေးဝေဖနာလေးပိုင်ရီလောင်းကြမယ်လေတာတကူလျှောက်လာပြီလေရွာလေမလာကြဟဲ့မနဲ့တိုးဆိုဟဲ့တော်တယ်လေးဖရှင်မေးလေကြည်စမ်းမဟဲ့အုံးလေးတွေဒေါ်လာစင်စိုးဟဲ့အကျိုးနဲ့ရောက်လာတော့လေချစ်သူခင်အားပဲမတော်ဝေဝေပန်းစေချင်လို့ခုထားပေါ်လေအမြဲလာပြူစင်ဖွေချစ်ဦးငဲ့ရီဘသူမှမဥခင်လေကိုပဲဥအောင်ရင်လေးလောင်မရစေအထုံးနေအတူလေးလို့ချတိုင်းလာနေပေါ်လေတော်လူပြော်လေးတွေတော်လူပြော်လေးတွေမြမဆန်ရီချေလုံးနေကြပြဆန်နေပေါ်ပြုံးတွေနေကူတာတဲ့ချက်မှာရှိန်သမားလေးတွေရှိန်သမားလေးတွေတင်းချန်တိုးလေးနဲ့အတူကပါစို့လေအချိုးကြအချက်တယ်မလေးဝေဖနာလေးပိုင်ရီလောင်းကြမယ်လေအထုံးနေအတူလေးလို့ချတိုင်းလာနေပေါ်လေတော်လူပြော်လေးတွေတော်လူပြော်လေးတွေမြမဆန်ရီချေလို့နေကြပြဆန်နေပေါ်ပြုံးတွေနေကူတာတဲ့ချက်မှာရှိန်သမားလေးတွေရှိန်သမားလေးတွေတင်းချန်တိုးလေးနဲ့အတူကပါစို့လေကြိုကြချက်တယ်မလေးဝေဖနာလေးပိုင်ရီလောင်းကြမယ်လေ